Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှာတော့အဖေမြစ်တာဆိုတဲ့စာပုံလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ဖတ်စေချင်တဲ့စာအုပ်ကလေးတွေစာပုံလေးတွေရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ TikTok မှာစစ်ပေါင်းမှာဖြစ်ဖြစ်ကျွန်တော်ရဲ့ Messenger မှာဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram account မှာဖြစ်ဖြစ်လာရောက်ပြီးပေးပို့နိုင်ပါတယ်အဖေမြစ်တာအဲ့တော့အမေကိုချစ်တာပေါ့အဲ့တော့အဖေစဲကကြမ်းတာပေါ့အမေမပေးနိုင်တဲ့နှွေးထွေးမှုတွေအဖေမပေးနိုင်တဲ့ဖြည့်ဆည်းမှုတွေဒါပေမဲ့ရှင်ဘတ်ထေးဟာသားသမီးအပေါ်ချစ်တဲ့စိတ်ကနူးညံ့သိမ်မွေ့လာပါတယ်။ဒါပေမဲ့သူရှာချေတဲ့ငွေချင်းနဲ့မိသားစုကိုထမင်းနဲ့မအောင်ကျွေးမဲ့လူမျိုးပါ။ဒါပေမဲ့မွေးလာတဲ့သားသမီးကိုတော့ပညာတတ်ကြီးဖြစ်စေခြင်းနဲ့ဒါပေမဲ့သားသမီးကိုတော့လိမ်မာစေခြင်းနဲ့အဖေတွေဟာတခါတည်းမှာရင်ထဲမှာရှိရာတွေကိုထုတ်ပြီးဟန်လုံးကမပြောတတ်ဘူး။နာကျင်စရာတွေရှိရင်လည်းမျိုးသိပြီးနာကျင်လိုက်တယ်။ပျော်ရွှင်စရာတွေရှိရင်လည်းရင်ထဲရပဲပျော်နေလိုက်တယ်။သားသမီးတွေကိုအမြဲတမ်းဝမ်းနေစေခြင်းဘူးမပူဆေးစေခြင်းဘူးအဆဆရရအဖေတို့နေနာခံပါတယ်ခမရတို့အဖေကျွန်တော်တို့အဖေမိသားစုတိုင်းရဲ့အဖေအားလုံးထားတဲ့အဖေမြတ်တာကတော့အတူတူပါပဲ